ဝေးဆိုကိစ္စချင်းတာညမလဲဟာသူ့ပြက်တာပြောလိုက်ခဲ့ချင်းဟာချင်းမစင်မနဲ့မောင်လေးတစ်စားပြီးဒီရောကိုဘောဒီတော့ကိုရောဒီနီးမလို့တော့ဒီတော့ချို့တော့你家的新家里头，你妈让你家把谁家背走？你们那对啥个对家里头？你那嘛一定要在你家里头。再说你干个背地里抢，今天你那看个背地里抢，宝贝你大声个闹，问你跑那没跑呢？天天是他。你家的地里高上边的，我们的养家也得为你。真都一起来别来没少路西走，你让我美。给你呀，唱唱，你的音乐给你喂，那唱到我家，会对你心坎。哦，你那是真真的，上周一晚上吧呗，少口可光漂亮嘞，昨天你乱谁喂？都一模的脸，有面前的口线的线，那你嘛都得要眼里的红里路。One two three， 没有往那是真假的，上周一模都拉巴的，上周你模都漂流的，是对你的那是谁为？ပြန်တော့နန်လို့အားလုံးကျင်းနေမယ်လို့ပြောလိုက်ပါတယ် Thank you ပါ အားလုံးရောတင်းနေမယ်ပြန်တော့ပါအားလုံးအရန်ချစ်ပါတယ်အဖေအဖေ နံပါတ်6ရောက်နဲ့ဓာတ်ပုံလေးတစ်ပုံလောက်ရိုက်ချင်လို့နံပါတ်6ရောက် အိမ်လေးတစ်လုံး တီးတဲ့